မိခင်အရင်ကတရားဥပဒေနဲ့ပြန်တောင်းရင်တောင်းတားခိုင်ဖုံးမောင်ဘဝရှိရေးအတွက်ဥပဒေကြောင့်အရာပြန်လည်ရင်ဆိုင်မဲ့ခိုင်နေဝေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီအင်ဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပွဲစုနေတာတခုကတော့ပရိဟိတမင်းသမီးခိုင်နေဝေခီဟာကအသက်9နှစ်အရွယ်တားလေးခိုင်ဖုံးမောင်ကိုမိခင်အရင်ဖြစ်သူကတရားဥပဒေလမ်းကြောင်းကနေပြန်လည်တောင်းခံမဲ့ကိစ္စပဲဖြစ်ပါတယ်ဒီဖြစ်ရပ်ကတာမန်မိသားစုပြဿနာတစ်ခုထက်ကျော်လွန်ပြီးတော့ကလေးငယ်တယောက်ရဲ့အနာဂတ်ရှေ့ရင်းနဲ့ဓာတ်ရိုက်သက်ဆိုင်နေရကြောင်းပရိသတ်တွေကြားမှာအတော်လေးကိုကြရရိုက်နေတာပါအားလုံးအသိမှတ်ပြုထားကြတဲ့အတိုင်းခိုင်နေဝေဆိုတာသူမရဲ့ခေဟာကိုရောက်လာတဲ့စွန့်ပစ်ခံကလေးငယ်တွေကိုသွေးသားအရင်ချာတွေလိုသဘောထားပြီးတော့ပြုစုပြောထောင်ပေးနေတဲ့ကျေးဇူးရှင်မိခင်ကြီးပါကလေးတွေရဲ့ကျန်းမာရေးပညာရေးနဲ့နေထိုင်စားသောက်မှုကအစကိုယ့်ရဲ့သားသမီးအရင်းတွေလိုလွတ်လေသေးမရှိအောင်အကောင်းဆုံးထားရှိပေးပါတယ်။သားလေးခိုင်ဖုံးမောင်ဆိုရင်လေမွေးကင်းစအနီတာရဲ့အရွယ်ကလေးကခိုင်နေဝေရဲ့ရင်ခွင်ထဲမှာကြီးပြင်းလာခဲ့ရပြီးတော့အခုဆိုရင်တော့အသက်9နှစ်အရွယ်ပညာသင်ကြားရမယ့်အချိန်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။9နှစ်တာကာလပတ်လုံးအဆက်ဆက်အရာရာတာဝန်ယူပေးခဲ့တဲ့ခိုင်နေဝေရဲ့စေတနာကတော့ညှင်းဆိုစရာမရှိအောင်ပြည့်စုံလွန်လာပါတယ်။ဒါပေမဲ့အခုလိုမျိုးကလေးလေးလူလုံးလှပြီးတော့အသိဉာဏ်ဖွံ့ဖြိုးလာတဲ့အချိန်ကြာမှမိခင်အရင်ဆိုသူကရုတ်တရက်ကြီးပေါ်လာပြီးတော့ပြန်လည်တောင်းခံလာကတော့ကလေးရဲ့အနာဂတ်ရှေ့ရေးအတွက်အလွန်ကိုရင်လေးစရာကောင်းနေပါတယ်။အစကတည်းကသွေးအေးနဲ့ဆွန့်ပစ်သွားခဲ့တဲ့မိခင်တယောက်ရဲ့လက်ထဲကိုကလေးပြန်ရောက်သွားတဲ့အခါကလေးအနေနဲ့တကယ်ပဲလုံလုံခြုံခြုံနဲ့နှွေးထွေးတဲ့မိသားစုဘဝကိုရနိုင်ပါမလားဆိုတော့အားလုံးကစိုးရိမ်နေကြပါတယ်။ဒါအပြင်ကလေးရဲ့ပညာရေးကိုရောဖြောင်းဖြောင်းတက်တက်ဆက်လက်သင်ကြားပေးနိုင်ပါမလားဆိုတဲ့မိကုန်းတွေကလည်းပြည်သူတွေရဲ့ရင်ထဲမှာအများကြီးထွက်ပေါ်နေပါတယ်။တခါဆွန့်ပစ်ဘူးတဲ့မိခင်ဖြစ်တာကြောင့်ကလေးကိုနောက်ထပ်တစ်ကြိမ်ထပ်မပစ်ဘူးဒုက္ခမပေးဘူးလို့ဘယ်သူမှအာမမခံနိုင်ပါဘူးပို့ပြီးတော့အချိန်နဲ့တင်းမာလာစေတဲ့အချက်ကတော့မိခင်အရင်ဖြစ်သူမဆုခင်အောင်ဘက်ကရိုးရိုးတောင်းတာမျိုးမဟုတ်ပဲဥပဒေကိုအသုံးချပြီးတော့ပြင်ဆင်လာတာပါပဲသတင်းတွေအရသိရသလောက်သူမဘက်မှာတားလေးနဲ့ပတ်သက်တဲ့စာရွက်စာတမ်းအထောက်အထားတွေခိုင်ခိုင်လုံလုံရှိနေရလို့ဆိုပါတယ်ဒါကြောင့်လေကေဟာကိုတောင်းလို့မရရင်တရားဥပဒေလမ်းကြောင်းအတိုင်းရင်ဆိုင်ပြီးတော့ကလေးကိုအပိုင်ပြန်တောင်းမယ်လို့ပြပြသားချိန်ချောက်အသိပေးလာတာဖြစ်ပါတယ်။ဒီရဲ့ချက်ကခိုင်နေဝေအတွက်ရောကလေးရဲ့အနာဂတ်အတွက်ပါကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။ဒီလိုတရားစွဲမယ်လို့ချိန်ချောက်လာပေမဲ့လည်းခိုင်နေဝေဘက်ကတော့လုံးဝကိုနောက်တွန့်သွားခြင်းမရှိပါဘူး။သူမအနေနဲ့ကလေးကိုအတင်းအဓမ္မသိမ့်ပိုက်ထားခြင်းလို့မဟုတ်ပဲကလေးရဲ့အနာဂတ်ရည်ရှိဘဝလုံခြုံရေးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုမရရှိစေရင်းနဲ့ပညာရေးအတွက်တေချာစဉ်းစားပြီးမှအလွယ်တကူပြန်မပေးနိုင်ဘူးလို့ဆုံးဖြတ်ထားတာပါတကယ်လို့မိခင်အရင်ဘက်ကနေဥပဒေကြောင်းအရာတရားစွဲဆိုလာမယ်ဆိုရင်တောင်မှတားလေးခိုင်ဖုံးမောင်ရဲ့ရှေ့ရေးအတွက်ခိုင်နေဝေကိုယ်တိုင်ကလည်းဥပဒေနဲ့အညီတရားရုံးမှာအဆုံးထိမမမတ်ပြန်လဲပြီးတော့ရင်ဆိုင်သွားမယ်လို့သိရပါတယ်။ကလေးတယောက်ရဲ့ဘဝဆိုတာစာရွက်စာတမ်းအထောက်အထားတွေလောက်နဲ့ဆုံးဖြတ်လို့ရနိုင်တဲ့အရာမဟုတ်ပဲ။တကယ်လက်တွေ့မှာဘသူကအချစ်စစ်နဲ့ပြုစုပြောထောင်ပေးနိုင်လဲဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောစာရွက်စာတမ်းအထောက်ထားခိုင်လုံနေဆိုပြီးတော့ဥပဒေနဲ့ပြန်တောင်းလာတဲ့မိခင်အရင်ကိုခိုင်နေဝေကကလေးပြန်ပေးတဲ့လို့ထင်ပါသလားဒါမှမဟုတ်ကလေးရဲ့အနာဂတ်ရှေ့ရေးအတွက်လုံးဝမပေးသင့်ဘူးလို့ထင်ပါသလားပရိသတ်ကြီးတို့ရဲ့ရင်ထဲကအမြင်လေးတွေကိုဗီဒီယိုအောက်က comment box မှာလွတ်လပ်စွာနဲ့ဝင်ရောက်ရေးသားပေးပါအောင်နော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်